စစ်ခွေးကိုမကြိုက်လို့ဒီအစိုးရကိုတင်ထားတာလေအဲ့လိုမျိုးပဲလေလားစစ်ခွေးမကြိုက်လို့ကိုအစိုးရကိုတင်ထားတာငါတို့အစိုးရဆိုတော့တော်လန်ရေးပြင်းထန်မှာပဲအောင်ဆန်းကြိုက်တဲ့လူတွေကြဟိုက်တော်လန်တဲ့ပါတဲ့ကောင်တွေကခြေခွေပါတဲ့ကြိုက်တယ်အောင်ဆန်းကြိုက်တဲ့ကောင်တွေကြီးပဲများသောအားဖြင့်နော် majority ကိုပြောတာနော်ဒီကာလမှာတော်လန်ရေးလှုပ်တဲ့ကောင်တွေကောင်မတွေကျုပ်တို့ကလူအနေစားကောင်တွေမလို့ကောင်တွေကောင်မတွေလို့ပြောတယ်ဗျာနော်အားလုံးပဲမင်္ဂလာပါခင်ဗျာတော့ New Channel ကနေကြိုဆိုလိုက်ပါတယ်တော့ New Channel ဟာဆိုရင်နေ့စဉ်သတင်းဦးသတင်းထူးတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ channel တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်မလို့ဒီ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအရေးတော်ပုံမူချအောင်ရမည်ကျွန်တော်အတန်ကြားလာတယောက်လောက်ပြောပြပါလားโอเคအမလေးအဲ့ဒါလေးမေးရတော့နော်ကျွန်တော်လည်းသတင်းစာရှင်းလင်းပွဲဝင်ကြီးတွေလုပ်ဖြစ်အဲ့တော့အဓိကကကျွန်တော်တို့ဒီဆရာကြီးဆိုဝေဆိုပေါ့နော်ဆရာကြီးဒီတရားနေကျွန်တော်တို့ဒီလည်းဒီနော်ဆရာကြီးတော့ဝင်မြက်ကြီးပညာကုန်းပေါ့ကျွန်တော်ပညာကုန်းကိုလေးမြတ်ပြုတယ်ပညာကုန်းကိုလေးမြတ်ပြုတယ်အဲ့တော့ကျန်တာတွေကျတော့ကျွန်တော်မကြိုက်ဘူးဒါဒီနေ့ကျွန်တော်ပထမဆုံးအချိန်ပြောပြီနော်ပထမဆုံးအချိန်ပြောကျွန်တော်မကြိုက်ဘူးဒီနေ့ဖြေသွားတဲ့သတင်းစာရှင်းလင်းပွဲကိုကျွန်တော်မကြိုက်ပါဘူးတူလဲပါကျွန်တော်တူလဲမကြိုက်ပါဘူးကျွန်တော်တော်လန်ရေးရနော်ကျွန်တော်စစ်ခွေးဘက်မှာနေခဲ့တယ်မှန်တယ်ကိုကြီးသတင်းစာပြန်ရှင်းလင်းပွဲနော်ကြိုက်တယ်အိမ်နဲ့သတင်းစာပြန်ရှင်းလင်းပွဲကျွန်တော်တို့အခုဒီသတင်းစာရှင်းလင်းပွဲကိုကြည့်တယ်ကျွန်တော်တို့လေးသားတယ်စစ်ခွေးတွေတဲ့နော်စစ်ခွေးတွေတဲ့ပါမယ်လို့ကျွန်တော်ထင်ခဲ့တယ်ဘာလို့လဲဆိုတော့စစ်ခွေးတွေကျွန်တော်သတင်းစာရှင်းလင်းပွဲလုပ်တယ်ဒါဟုတ်ပါလားမဟုတ်ပါဘူးလားဆိုသတင်းစာစာမျက်နှာဖောင်၄မျက်နှာလောက်ဖြည့်မမှန်ဘူးဆိုရင်ဖြည့်တာတန်းစီပြီးဖြည့်မဟုတ်ကဟုတ်ကရမေးထားတယ်မပါတယ်ဥပမာမေးထားတာဒီမွေးစေဝါပြလိုက်ကြည့်ဘယ်တော့စောက်ခဲ့တာအကျိုးရှိတာလို့မေးတယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့နိုင်ငံတော်မျိုးပြပြောင်းမှုဒီစာရေးပဲဟိုဘယ်နှခုနဲ့မှတည်ဆောင်လဲပါတယ်အဲ့လိုတည်ထောင်တဲ့နေရာမှာဘာတွေရှိပါတယ်အဲ့တော့ဒီလိုဆောင်ရွက်တဲ့ဟာကဘယ်နှခုနဲ့မှစပြီးအကြောက်ဝင်ပါတယ်အဲ့အတွက် budget ဘယ်လောက်နဲ့လုပ်ခဲ့ဟိုဝေတတိပါရီရှောက်ဖြစ်နေနော်ပြီးတော့ကြမှာနော်ဟိုနောက်ဆုံးကြတော့မှခြေသူတက်ပါတယ်လို့ချုပ်တွက်ကြည့်ဘယ်လောက်ပဲ့လဲဆိုတော့ဒီဟာလောက်တာမှန်လားမှားပါမင်းဟိုအရှိဖြစ်ကျွန်တော်တို့လိုချင်တာ yes or no ကျွန်တော်တို့လိုချင်တာဒီ yes or no နော်အဲ့တော့အရေးကြီးတာဒါလောက်လားမလောက်ဘူးလားဆိုတော့ပညာတွေတအားတက်တော့နော်အခုဆရာကြီးတခုပြောတော့ဆိုရင်ဘာလဲဆိုတော့ CDM နော် CDM တွေပါမှဖြစ်မယ်အဲ့လိုပဲ NUG ပါမှဖြစ်မယ်လို့ဆွဲကတ်တော့အဲ့ဒါကြီးကကျွန်တော်အစမပြေဘူးနော် CDM တွေက CDM တွေနော်ဘဝပြတ်ခံပြီးလုပ်ခဲ့တာနော်အခုပဲကြည့်တယ်ဗျာခင်ဗျာကားတော့ကျွန်တော်လည်းရှိတယ်နော်ကားလည်းရှိတယ်သားလည်းရှိတယ်မယားလည်းရှိတယ်ဖုန်းလည်းရှိတယ်ကွန်ပျူတာလည်းရှိတယ်ရေခဲတက်တာလည်းရှိတယ်အကုန်ရှိတယ်နော်အဲ့တော့3နှစ်ခွဲ4နှစ်ဒီလိုမျိုးဒီဘက်မှာနော်အဲ့လိုမျိုးပြန်တည်ဆောက်တဲ့အခါမှာနော်ပံ့ပိုးတဲ့သူရဲ့ကိုယ့်ရဲ့စူးစမ်းမှုရှိတော့ရှိအောင်ပါအဲ့တော့အစမပြေဘူးကြာကျွန်တော်လည်းအပြင်ရောက်နေတော့အစမပြေပါနော်အစမပြေပါအဲ့တော့အရေးကြီးတာကျွန်တော်တို့ကဆရာကြီးဆိုပြီးတော့မပြောဘဲထိုင်နောက်ပြီး right time right person right place နော်လူမှန်နေရမှန်ဆိုတော့မရှိနေနော်အဲ့တော့မရှိနေတဲ့အခါမှာဘာဖြစ်လဲအစမပြေတော့ဘူးဗျာနော်အဲ့တော့ကျွန်တော်ဒီအစမပြေဘူးဗျာကျွန်တော်အမှန်တိုင်းပြောရင်ကျွန်တော်ဒီနေရာမှာတခြားလူတွေဆဲပြီးကျွန်တော်မိုင်ဆိုင်ကြမ်းတမ်းတဲ့လူဟဲ့ကိုင်ထားတဲ့ကွန်ပျူတာတို့ဒီဖုန်းကိုအကုန်ကောက်ပေါက်ပြစ်ချင်တော့ဒေါသထွက်တာခင်ဗျားတို့ဒါလောက်လားမလောက်ဘူးလားမလောက်ပါဘူးပြီးတော့ကြမှာမလောက်တာဘာကြောင့်လောက်ပါလေလောက်တာဘာကြောင့်နော်
အခုကြတော့ဟိုစစ်ခွေးတွေကပြည်သူဟိုငါတို့ဟလို့လှဲလို့ရပါတယ်ဒီငါတို့လဲတော့ပြောလို့ရပါတယ်လောက်တာစစ်ခွေးလေအဲ့စစ်ခွေးကိုမကြိုက်လို့ကျုပ်တို့အခုဒီအစိုးရကိုစစ်ခွေးကိုမကြိုက်လို့ဒီအစိုးရကိုတင်ထားတာလေအဲ့လိုမျိုးပဲလေလားစစ်ခွေးမကြိုက်လို့ကိုအစိုးရကိုတင်ထားတာငါတို့အစိုးရဆိုတော့တော်လန်ရေးပြင်းထန်မှာပဲအောင်ဆန်းကြိုက်တဲ့လူတွေကြဟိုက်တော်လန်တဲ့ပါတဲ့ကောင်တွေကခြေခွေပါတဲ့ကြိုက်တယ်အောင်ဆန်းကြိုက်တဲ့ကောင်တွေကြီးပဲများသောအားဖြင့် majority ကိုပြောတာနော်ဒီကာလမှာတော်လန်ရေးလှုပ်တဲ့ကောင်တွေကောင်မတွေကျုပ်တို့ကလူအနေစားကောင်တွေမလို့ကောင်တွေကောင်မတွေလို့ပြောတယ်ဗျာနော်ကျုပ်တို့ကခင်ဗျားတို့လူပညာတတ်မဟုတ်အဲ့တော့တော်လန်ရေးထဲမှာပါတဲ့ကောင်တွေကောင်မတွေဟာခြေခွေပါတော့အောင်ဆန်းစုကြည်တို့အောင်ဆန်းတို့နော်ရဲဝံ့ပြတ်သားတဲ့တော်လန်ရေးကြိုက်တဲ့ emotion တွေများတဲ့ကောင်တွေအခုဖြေနေဝေးလေကြောင်ပတ်တယ်အခုဖြေနေတာဝေးလေကြောင်ပတ်တယ်ဗျတော်တော်နာကျင်တယ်ဗျစလားတော်တော်နာကြီးတယ်တော်တော်ရုပ်ပေါက်လဲတယ်လို့ကြည့်ဖြစ်နေရွှန်စရာကြီးဗျတိလားလဲတယ်လို့ကြည့်ပြောနေလဲတယ်လို့ကြည့်ဖြစ်နေတာမကြားလိုက်လို့မသိလိုက်လို့ပြန်ဖြေပါဦးမကြားလိုက်လို့မသိလိုက်လို့ပြန်ဖြေပါဦးဆိုတာရွှန်စရာကြီးဗျကျွန်တော်မပြောဘူးပါဘူးဗျကျွန်တော်မပြောဘူးပါဘူးမစော်ကားဝင့်ပါဘူးကျွန်တော်တို့ကပညာနည်းပါတယ်ကျွန်တော်တို့ကဉာဏ်တိတ်ပါတယ်ဘာဖြစ်လဲဗျဝင်းကြီးရောက်တာမှာဟုတ်တယ်နော်ဖြေရမှာမိเจ้าမရေခင်းပြတာလည်းမဟုတ်ပါနော်နွားရှည်ထွန်ကျူးတာလည်းမဟုတ်ပါဟုတ်တယ်ကြည်ပြာနဲ့ကျွန်တော်ထုတ်မပြောချင်ဘူးအိမ်နဲ့မြန်နော်ကြည်ပြာနဲ့ညီမင်းကိုကျွန်တော်တို့ဒီတင်တော့ဘယ်သူယုံရလဲဘယ်သူတွေပါလဲဆိုတော့ကျွန်တော်အိတ်တုံးကယုံကြည်ရတဲ့မိသားစုတွေပဲပါအဲ့အတွက်ကြောင့်ကျွန်တော်တင်လိုက်တယ်နော်ဝင်းကြီးကအဲ့ချိန်ကဘယ်သူလက်မှတ်ထိုးပြီးထက်တင်တယ်ဝင်းကြီးကျုပ်စီကိုရောက်တယ်ကျွန်တော်ဝင်းကျုပ်တယောက်တည်းဆုံးဖြတ်တာပေါ့အဖွဲ့လိုက်ကြီးထိုင်လှုပ်တယ်လားမလှုပ်တယ်လားအဲ့တော့မလှုပ်တဲ့ဘူးဆိုရင်ကျွန်တော်တို့ပယ်ချတယ်လှုပ်တဲ့တော့ဝင်းကြီးကျုပ်ကိုယ်တိုင်လက်မှတ်ထိုးပြီးထုတ်ပြန်တယ်အညီမင်းကိုကျွန်တော်ညွှန်ချုပ်ဖြစ်နေတဌာနထဲမှာမိသားစုလိုအပ်ချက်ရခန့်တယ်လီးဖြစ်လာအဲ့လိုပြောလိုက်တော့ဘာဖြစ်လဲဗျမဟုတ်တာလောက်စားတာမဟုတ်ဘူးလေခိုးစားတာမဟုတ်ဘူးလေကျွန်တော်တော်လန်ရေးလိုအပ်ချက်ရအဲ့တုန်းကဘယ်ကောင်ကလည်းမယုံအောင်ဘယ်ကောင်လည်းမယုံအောင်အဲ့တော့တော်လန်ရေးသမားချင်းမိသားစုချင်းမောင်နှမချင်းယုံကြည်ရလို့ကျွန်တော်ခန့်တယ်အခုပြည်သူလည်းစန့်ကျင်ပြီးမဖြစ်တဲ့နိုင်လည်းဖြစ်လာပြီးဖြစ်လို့လေကျွန်တော်ထုတ်ပယ်တယ်သုံးဖို့ထားလာပြောင်းခင်ဗျားတို့အဲ့တော့ကျေနဲ့လာလို့လက်ညှိုးထိုးပြီးပြည်သူမေးလို့ရတယ်တော်စုပ်ပဲတာဗျတိလားတော်စုပ်ပဲတာစုပ်ပြတ်နေတာပဲခံပြင်းလို့ကြောအကုန်အနာမှန်နေထိုးလိုက်ရမှာဘာတွေလောက်မှပေါက်ခွဲကျင်တော့ရုပ်ပေါက်တာမနေနာထောင်ရအော်ပညာရှိတွေဖြေတာပါပညာတတ်ကြီးတွေဖြေတာပါကျွန်တော်တို့ပညာဘယ်လောက်တက်နော်ဘယ်လောက်ပဲမျက်ရည်ချူတီတူကိုခံစားနေရတာဒီနေ့ကျွန်တော်ကြည့်ရတာနော်ပြည်သူလင်းနော်ဝိုင်တွဲမဟုတ်ဘူး Jet Fighter နဲ့ကျဲတာအောက်မှာခံရတဲ့ပြည်သူဆိုတာလိမ့်နေတာအဲ့လိုလိမ့်နေတဲ့အချိန်မှာခွေးမွေးနေလှုပ်တင်လာအဲ့လိုလိမ့်နေတဲ့အချိန်မှာဒီလိုမျိုးကြီးတွေနောက်ဆုံးကျွန်တော်ပြောတယ်ရေသွားကူးနေလဲရတယ်နော်ရေသွားကူးနေလဲရတယ်ခွေးတွေကိုထိနေလဲရတယ်ကိုတိတ်ဆန်ချစ်တာတွေနော်ကျွန်တော်ရဲဘော်ကြီးလည်းချစ်တယ်နော်သူတို့စီမှာသူတို့အနေနဲ့အရရမှာရထားတဲ့ခွေးလေးတွေကြောင်လေးတွေသူတို့စခန်းတွေမှာလည်းမွေးထားတာချစ်လို့ရတယ်မွေးနေ့တွေလည်းလှုပ်လို့ရတယ်ရိုင်းမောက်မတင်သေးတဲ့ဟာတွေမတင်နဲ့လေဗျာတစ်ဖက်မှာအာတုဘအိမ်ဆိုရင်ကျုပ်တို့ဒီဘက်မှာအလူကက်ဆက်ကျဲမဖွင့်ရသေးဘူးဆိုတဲ့ attitude
သက်တွေလေဗျာအသက်တွေလေဗျာဝီနီးတွေကျင့်ဝတ်တွေလေဗျာကျွန်တော်ခင်ဗျားတို့ဥပဒေဥပဒေတွေကျွန်တော်နားမလဲပါဘူးပညာတွေမတက်ပါဘူးကျွန်တော်တို့ရဲဘော်တွေသေနေတယ်လေဗျာလက်ကြီးတွေပြတ်ထွက်နေတယ်လေဗျာခြေထောက်ကြီးတွေပြတ်ထွက်နေတယ်လေဗျာနှလုံးတွေကန်းကုန်ပြီလေဗျာနားတွေကန်းကုန်ပြီလေဗျာအသက်တွေသေကုန်ပြီလေဗျာသူတို့မိဘတွေမီးလောင်လို့သေနေပြီလေဗျာဒီစောက်ပွဲကိစ္စတခုနဲ့တိုင်ပတ်နေအဲ့တော့မရှင်းနိုင်တိုင်ပတ်တာပွဲလန့်အောင်ဖြာခင်းတာမျိုးကြုံမလို့တော့ဘူးကျွန်တော်တအားပြောကြတယ်သလားရန်ကပြတ်သွားပြီကို့ထဲကနည်းနည်းလေးဒီလိုမျိုးဖြစ်သွားတာကျွန်တော်တို့ပဲ့ထွက်သွားတဲ့ဟာကပုတ်နေတဲ့အသားနော်ခြေထောက်ကြီးပုတ်နေကျွန်တော်ဖက်ထုတ်လိုက်တာကောင်းခံစားချက်ကိုက်နေတယ်သွားနှုတ်ထုတ်လိုက်အဲ့သွားကိုက်တာတက်တာသွားတစ်ချောင်းတော့ယော့သွားတယ်32ချောင်းကတစ်ချောင်းယော့ဒါပေမဲ့ကျွန်တော်တို့တက်တာသွားမကိုက်တော့ဘူးကျွန်တော်နှုတ်ရတာမဟုတ်ဘူးလားအင်းအားတွေပဲ့သွားတယ်ပြုံတီးပဲမဲ့အသားတွေကလောက်လို့လှိုက်စားသွားမှတကူလုံးသေပါကင်ဆာလို့ဖြစ်မှာအဲ့ဒါကြောင့်ကျွန်တော်တို့ငကားထွက်သွားတယ်ဆိုတော့ထွက်သွားလဲပြီးရောပါအဲ့တော့ COC မိတာပေါ့လို့ပြောတော့ရှိတယ်။အော်တနေ့ဒီအကြီးနဲ့ငကားထောက်ကန်သူနဲ့မထောက်ကန်သူနဲ့ကြောင့်ကျွန်တော်အမေတွေကြောင့်တုံးကမှမဖြေခဲ့ဘူးတော့အဲ့တော့ဒီလိုတွေဖြစ်နေကြလို့ပဲ့ထွက်သွားတော့ငါတို့စိုးမိုးပြီးပြီးလို့ထင်တဲ့အချိန်မှာနှစ်ချက်ကွက်နင်းပြီးတော့သတင်းဖုံးတာလို့နော်ဒီသတင်းကိုဒီအချိန်မှာလွင့်နိုင်ကြောက်သွားမှာပဲဆိုတော့စောက်ကျင့်မျိုးလို့ကျွန်တော်တို့မြင်စောက်ကျင့်လို့ပြောတာနော်ကျွန်တော်တို့မှလေအစိုးရ23ဆက်40ဆက်နော်ရှင်းတန်းခဲ့ဒီလိုပြောတဲ့လူတွေနဲ့ကြည့်ပဲတွေ့တယ်လို့ပြောရတော့မယ်ဘယ်သူ့ကိုမောင်းနေမှလည်းမသိဘူးကျွန်တော်အခုခံစားရတာဘယ်သူ့ကိုယွန်းနေမှလည်းမသိဘူးအဲ့တော့ကျွန်တော်ချက်ရတဲ့လေးစားတဲ့ညီနေနဲ့ဖုန်းပြောပြတယ်နော်ကိုအားကိုမှလားတော်လည်းရေးမှာနော်ခမည်းတော်ကအရင်လားအစိုးရအရင်လားဆိုခမည်းတော်ဘယ်အစိုးရမှမရှိခင်နဲ့စီတင်လုပ်ခဲ့တယ်ဘာဥဆောင်သူမှမရှိဘဲနဲ့တွဲတိုင်းကောင်းတွဲဆိုတဲ့စကားလေးနဲ့ခမည်းတော်အဲ့စကားလေးတော့မထွက်သေးပါဘူးအဲ့လိုနဲ့ပဲကျွန်တော်တို့ကိုအားကိုအဲ့တော့ကိုတိုင်းတော်တဲ့မှန်ကန်ဖြောက်မှအောင်နေပြီးကိုအားကိုရင်ပြည်သူကလည်းခမည်းတော်အားကိုရင်နဲ့ပဲတော်လန်ရေးရှေ့ဆက်ကြပါဆိုလို့ကျွန်တော်ပြောတော့ပဲတယ်ဗျာပဲဒီနေ့အိမ်ဝင်အဖွင့်ပွဲမှာရှုံးရတယ်ပေါ့ရင်းနေနာအာကွာစိတ်ကိုယ်တိုင်ရှင်းမှာဒီလူတွေကိုယ်တိုင်ပါမှာအခုဘာတွေပြောနေမှလဲ Zoom တက်နေတော့အဲ့လောက်လှုပ်ရှုပ်နေကြလာတော့မသိဘူးမကြားလိုက်လို့မသိလို့ပြန်ပြောပါအောင်မကြားလိုက်လို့မသိလို့ပြန်ပြောပါအောင်ဆိုတော့ပြီးသူဘလို့ထင်လို့လဲဗျာကျွန်တော်တို့ကကိုချင်းတရားတွေကောင်းနေသို့မဟုတ်နော်ပညာတွေတော်နေကြဘိုးလိမ့်ဖြစ်အောင်ပြောနိုင်နိုင်ငံတော်အုပ်ချုပ်လို့ရပြီလားလို့ပြန်မေးရတော့ကျွန်တော်တို့ရဲဘော်တွေအတွက်လူခံတဲ့နေရာတော့ live တွေလွှင့်တဲ့နေရာမှာအားပေးလည်းနေပါသေးတယ်ကျွန်တော်အစိုးရစော်ကားလို့ဆိုပြီးပြစ်ပင်လည်းပြစ်ပယ်ပါတော့နော်ပဲ့ပါတယ်ဒီနေရာနော်ပဲ့ပါတယ် reform ဆိုတာလေ
reform ဆိုတာလေတွက်ကြုံနေဗျာဟိုကနေဟိုရွှေ့ဒီကနေဒီရွှေ့ပြီးလို့ရှင်ဒေါ်လာကြီးကာလာမလို့ခက်ခဲနေလို့လူမရှိလို့ဘာဖြစ်လို့အမေလူငါဘေးမှာလူရှိနေလို့နော်ငါအစိုးရတက်လုံနိုင်လို့ပြောနေတာမဟုတ်ဘူးစောက်ယူရဲ့တိလားရိုနယ်ဒိုဘောလုံးကွင်းထဲမှာကန်တယ်ရိုနယ်ဒိုခြေပြားခြေထောက်အောက်တောင်မမီပဲနဲ့ဒီကောင်ကြီးဘယ်လိုကန်နေရအောင်ဝေဖန်ခွင့်ရှိတယ်နော်စောက်ကလေးရဲ့မဆဲကြဘူးဤသူတွေမှာဥပမာပြဝတ္ထုတုပ်ကိုဖတ်တယ်အဲ့ဝတ္ထုလို့ तू မရေးတတ်ဘူးဒါပေမဲ့ तू ဝေဖန်ခွင့်ရှိတယ်လေဝေဖန်လို့ရတယ်လေဘယ်လိုဆုံးသက်ကြည့်တယ်သူ့စိတ်နဲ့မကန့်ရင်ပြောလို့ရတယ်လေကျွန်တော်တို့ကအန်ယူဂျီကိုပုံဖြတ်နေတာမဟုတ်ဘူးလေဗျာနော်အန်ယူဂျီအတွက်ဒီနေ့နွားတကောင်ကျွန်တော်ဝင်ရေးထားတယ်အန်ယူဂျီအတွက်လှုပ်တာမဟုတ်ဘူးဆိုတော့အခုကျတော့အန်ယူဂျီကကျွန်တော်တို့အစိုးရဖြစ်သွားပြီလားအဲ့တော့ကောင်းစောက်ပေါက်ပိတ်တာမင်းပါတော့တလားငါဘာလုပ်နေလဲမင်းသိနိုင်လို့ရမင်းမျက်လုံးတွေဖွင့်နားရစမ်းငါဘာလုပ်လို့မင်းအပေါက်ကိုပိတ်တာငါလည်းလာမရောက်နဲ့နော်ငါအထဲကိုလာကြည့်တော့ငါအမိန်ပေးခွင့်ရှိတယ်ငါလက်ညှိုးထိုးပြီးပြောလို့ရတယ်ငါဘလော့ပလိုက်လို့ရတယ်ရှင်းလားကြောင်တောင်တွေလာမရေးနဲ့နော်ဒီမို့ဘာတော့ကောင်းတော့ကြောင်တောင်လာမလို့ရှင်းတယ်နော်အဲ့တော့တို့ဘာလုပ်ကြမလဲရှိပါကျွန်တော် NUG ကိုစန့်ကျင်သွားတာမဟုတ်ဟုတ် NUG ကိုစန့်ကျင်တာမဟုတ်ဝေဖန်ထောက်ပြမှုရှိတယ်ဟာလင်များတွေလို့ပေါ့ဗျာဦးလေးဖြိုးနွားလောက်စာရေးတဲ့ဖက်တဲ့လောက်နဲ့ငါ live ကိုလာရေးနေတယ်အဲ့အောင်လောက်တတ်တယ်ရှင်းလားနော်နွားကြောင်တဲ့ကောင်ကတော့အစိုးရလောက်တာခက်တယ်ထင်မှာပေါ့ဗျာနော်အစိုးရအရာရှိလောက်တဲ့ကောင်ကဘယ်မှာဘာဆိုတာသိလို့ရတယ်နော်ငါပြောတာလူတယောက်ကလူကြီးတယောက်ဖြစ်ဖို့အတွက်ပညာတအားတက်ဖို့မလို့ဟုတ်လားစိတ်စေတယ်လားလူတို့အတွက်အလုပ်လုပ်ရင်လူတို့ပေါ်မှာကိုယ်အသွေးအသားလို့မေတ္တာထားတတ်တဲ့သစ္စာရှိတယ်စေတနာရှိတဲ့သူမျိုးဆိုရင်နိုင်ငံတော်အကြီးအကဲလွယ်လွယ်လေးလုပ်လို့ရတယ်ဝိုင်းပံ့ပိုးသွားလိမ့်မယ်နော်နောက်တစ်ခါအဓိကပဲကျွန်တော်တို့ဆက်ပြီးတော့နော် NUG ကကိုယ်အစိုးရလိုပဲတတ်မှတ်အောင်ပါဆက်ရှိနေအောင်ပါနောက်များတော့မလုပ်ပါတော့နဲ့တလားမနိုင်လည်းမရှင်းပါတော့နဲ့မလွယ်ပါဘူးနော်မလွယ်ပါဘူးအေး sorry ကောင်းကြီးအဲ့ဒါဆို sorry နော်လောက်ပါချီပြီးတောင်းမယ် sorry ငါရေးတယ်မလားငါအခုချိန်မှာအကုန်ကျွတ်ဆက်နေပါတော်တော်ဤတယ်ညီလေးอ่ะနောက်ဆုံးရလင်မယားနှစ်ယောက်တည်းနဲ့နိုင်ငံတော်ကိစ္စသတင်းစာရှင်းလင်းပွဲကြီးလုပ်တယ်ဝင်းကြီးချုပ်ကလည်းချိုးသားသားပြောကြပါလို့ပြောတယ်ဖြစ်တင်လားဗျာအစိုးရအဖွဲ့တွေကကောင်းနေပြည်သူနဲ့အဝေးဖြစ်ကုန်ပြီလားပြည်သူတွေဘာလို့ကျင်လဲမသိတော့ဘူးဒီနေ့နာကျင်နေတဲ့ခံစားနေရတယ်နော်ပြင်းထန်သွားပေါက်ကွဲပြီးတော့သေချေစုပ်ပြတ်ထတ်တောက်ကြိုကန်းနေကြတဲ့သူတွေနဲ့ခင်ဗျားတို့အဝေးဖြစ်သွားပြီညီလေးတွေပြောဘူးတယ်ဗါလဲဒိုးပြတ်တဲ့ဟာလို့မင်းငါးလောက်ပြတ်တဲ့ဝင်ပြစ်လို့ရတဲ့နေရာမျိုးတွေမဟုတ်ဘူးလေဗျကျွန်တော်လူလိုပြောတတ်တယ်လူလိုသိတယ်လူတွေလိုဖွဲ့ရခဲ့ပါလူတွေလိုပညာတတ်ပါဟိုးရွန်ကြာကြီးကအဓိကရင်ဖွင့်တာကျွန်တော်ဒီနားမှာပြောကြလို့မရှိတခုခုအားနဲ့ပါပြင်းပြထန်တဲ့တော့နို့ဘလို့ကျွန်တော်စောက်တင်းနေတုံးပြီးတော့ရှင်ဘတ်ထဲဟာလေကျွန်တော်ရှင်းထုတ်လိုက်နော်ဘိုက်ထဲမှာဝင်းဖုတ်တွေနဲ့ပြည့်နေတယ်ပါချပလိုက်တယ်အခု live ပြန်လာအဲ့အဆင့်လောက်ခင်ဗျားတို့လည်းကျွန်တော်စီပြန်ပါကြပါလားနော်ကျွန်တော် live ထဲမှာဝင်းနေရှော့ကြပါတိုက်ပွဲတွေနဲ့ပြင်းထန်ပြတ်သားအမိန်တွေနဲ့တော်လှန်ရေးဆိုပြီးတော့အောင်ဆန်းမိန်ခွန်းတွေတော့အားရပါရကြားမလားလီကတော့ပါဒီ9နှစ်ရှိဘာမှမကြားစာရီတက်ပညာတွေတအားတက်တော့ဒီလိုတွေပြောလို့ရတာပေါ့ဗျအများကြီးဘာနဲ့တူတဲ့တော့ဗျသူများသားလေးက
တခုခုနော်စပိန်လေးမှောက်လိုက်လဲလိုက်တယ်ဆိုအော်ဒီကောင်นี่ကွာသူတန်ကြီးမသိတခုနှကောင်မသိကိုသားလေးကျတော့စပိန်ကိုမကြည့်သားလေးထအခုတည်းအဲ့လိုပဲချစ်တဲ့စိတ်ကကာပါနော်ကျွန်တော်စေးကားတွေကိုရှူဂါကုတ်တဲ့အချိုလေးအုပ်ထားတော့စေးရတောက်လို့ကောင်းတယ်အခုတည်းအဲ့လိုပဲစိတ်နှလုံးတွေကဒီသူပေါ်မှာအလောက်မရှိကြဘူးလားဒီသူကဒါသိချင်တော့မှအတင်းပြောနေကျွန်တော်တို့တတ်ရှူသွေးခွင်းတာမဟုတ်ဘူးအဲ့ကိစ္စတွေကခင်ဗျားတို့ကြောင့်ဖြစ်တာလေဒီလေများများကိစ္စခင်ဗျားတို့ယုံနေမှာထားပြီးခင်ဗျားတို့အကင်တွေမတက်လို့အပေါ်မှာကြီးတဲ့သူတွေကတာဝန်မယူတာဝန်မခံလို့တိုင်တဲ့လူတွေနဲ့တောတဲ့လူတွေနဲ့ဒီလိုဖြစ်လာတာလေဟုတ်တယ်ကိုထွေးအဲ့တော့ကျွန်တော်တို့စက်ခွေးရလဲတက်လာရှူတာမဟုတ်ဘူးကားစီတော့ဘာဖြစ်တော့ခွေးမွေးနေလို့တော့ဘာဖြစ်တော့နှစ်ယောက်တည်းတူလို့တော့ဘာဖြစ်တော့ဆိုတဲ့ခင်ဗျားတို့ပရိုတွေကအဲ့လိုတွေလာရှင်းနေအခုလို့ဖြစ်တာလေဘယ်မှသွေးမခွဲပါဘူးမေးနေတာတော့မဖြေတာလေလက်ပတ်ပြောနေတာကြီးอ่ะပေါက်တယ်ဗျာကျွန်တော်စက်ခွေးတော့လည်းခံခဲ့ရနော်ဟိုသိကျင်တော့များမေးတာဒီဘက်ဖြေတော့မလားကြော်စမ်းတော့ပါတက်လားနော်ကြောင်တော်နေလို့နော်အဓိကတော့ကြော်စမ်းပါဗျာနော်ရဲထွက်ကြောင်တော်နေလို့ဘာတွေပြင်မှပိုက်ထွေးလို့ကျွန်တော်စိုးဝင်းလူကြီးတော်ရဲ့နော်အဲ့တော့ဖြေတယ်ပညာတက်တဲ့လောက်ဖြေတာအဲ့တော့ကျွန်တော်ပညာခက်တယ်အခုကနှလုံးသားခက်တယ်ရင်ဝယ်ထားသားကဲတော့နော်ရင်ဝယ်ထားသားကဲတော့ကိုသားသမီးလေးတွေကဲတော့အသက်သွေးချွေးခန္ဓာကိုယ်တွေစတဲ့နေကြတဲ့သူတွေအတွက်အလုပ်လုပ်တဲ့အခါမှာအဲ့ဒါလေးတွေဖြစ်စေတယ်လို့ပြောတာပါဗျာအဲ့တော့ရှင်နေဖို့တော့အခုခင်ဗျားတို့ကကျွန်တော် live ထဲမှာဝင်ရေးကြကျွန်တော်လည်းခင်ဗျားတို့ဖြုံကြည့်စွာနဲ့စကားတွေပြောတယ်ဒီနေ့ဒါပြီးရင်တော့ထားလိုက်တော့ကျွန်တော်အသက်ပြန်စကြအောင်နော်ကျွန်တော်ဝိုင်းခဲ့မှတ်ကြတာနော်ကျွန်တော်လူပုဂ္ဂိုလ်တူတယောက်ဝေဖန်လို့ရတယ်အစိုးရကျတော့နော်ဒေါ်လာတက်အပေါ်တင်ဖြုတ်ချပိုင်းလည်းလုပ်လို့မရအောင်အဲ့တော့ကိုယ်အစိုးရကိုပြီးရင်တော့ကိုပြန်ဝန်းရံပေါ့နော်ဒါမဲ့ဒါကြီးကတော့ပြည်သူတွေအလောက်မအောင်စီးတဲ့နေရာမညံ့ဘူးနော်အဲ့တော့ကျွန်တော်တို့ပေါက်တဲ့အတိုင်းလာဖွင့်ပြလာအဲ့တော့ဒီကျွန်တော်တို့ live ပြီးသွားလဲအောက်မှာရေးလို့ရတယ်ကျွန်တော်တို့ဖတ်ပြီးရင်လိုအပ်တာတွေကျွန်တော် just ထုတ်ပြီးလို့ရှိရင်ကျွန်တော်တို့တင်ပြကြမယ်ကျွန်တော်တို့ဆွေးနွေးခွင့်ပြုတဲ့သူတွေနဲ့လူချင်းသွားတွေ့တာမျိုးထိကျွန်တော်တို့လုပ်ကြမှာနော်ကျွန်တော်တို့အစိုးရတရပြုရင်ပြောင်းလဲတယ်ဆိုတော့သူတို့ပြောင်းလဲတာကတာမန်အခြေအနေမှာပါအစိုးရတရက်ကိုပြုရင်ပြောင်းလဲနိုင်စွမ်းရှိတာလူထုပါနော်ဒီလူထုကြီးကပဲဒီမလောက်ကျွန်တော်တို့မကြိုက်ရင်ဒီလိုတွေပြောင်းလဲကြတာလေအဲ့တော့ပြောလိုက်တော့အချိန်မရဟုတ်ပါဗျာຫນွေဦးတူရေနော်ပြောလိုက်တော့အချိန်မရဘူးလို့ဘာဖြစ်လဲမှန်တယ်ဗျာနိုင်ငံတော်အဆင့်ကြောင်ပြောက်ပွဲတယ်နော်ဒီမက်နဲ့ဒီနေ့ကတော့ကျွန်တော်တို့လက်ခံရပြီဒီမက်နဲ့ကျွန်တော်တို့ထောက်ခံကိုဆရာကြီးတွေပြောတဲ့စကားကိုကြော်လွန်ပြီးတော့နော်ကိုညီလေးညီမတွေပြောတဲ့စကားကိုကိုတို့တန်ကြောင်လိုက်ရပြီထောက်ခံရပြီဟောလုံးနဲ့နော်ဟောလုံးနဲ့အစမပြေဆရာကြီးကိုတကယ်ပြောရင်းနဲ့အားနာဒါမှလည်းပြောရမှာလေကမိသားစုဆိုတာတော့ဖေကြီးကအဲ့နေကပြောတာသားမကြိုက်ပါဘူးနော်အမေဒီလိုပြောတာသားအတွက်တော့အဆင်ပြေဘူးလို့နော်ငါသားနေအဲ့လိုလုပ်တော့ငါတို့မိသားစုတော့ထိခိုက်တယ်လို့ပြောလို့ခင်ဗျမိဘစိတ်ဆိုးဘူးလားအဲ့တော့သူတို့ချုပ်တဲ့စကားနဲ့ပဲလေ CDM တွေဒီနေ့ရှိနေလို့ဒီလိုဖြစ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ NUG မရှိလို့လည်းမဖြစ်ဘူးလို့ဆရာကြီးဆွဲပြောတယ်လို့ပဲကျွန်တော်တို့ကဆရာကြီးကိုလူလေကြပြီးပြန်ပြောရမှာနော်အခုကျွန်တော်တို့ live ထွက်နေဥပမာဆရာကြီးကိုပဲဖြစ်ဖြစ်နော်ဆရာကြီးဝင်းမြတ်ကြီးကိုပဲဖြစ်ဖြစ်ကျန်တဲ့ကောင်တွေကိုပဲဖြစ်ဖြစ်ကျွန်တော်ဆဲမိလိုက်တယ်ပြောမိလိုက်တယ်မိသားစုလိုသဘောထားပြီးဆဲတာဗျာနော်ဆင်းပေးလို့ပြောတာလည်းမဟုတ်ခင်ဗျားတို့ဒီလိုလောက်တာမကြိုက်ဘူးလို့ကျွန်တော်ရင်ဖွင့်တာမိသားစုဆိုတာရန်ဖြစ်ပြီးပြန်ချစ်ရနောက်အခုစကားများပြန်ချစ်ပြန်မချစ်ရင်တော့အဲ့ဒါရန်သူပဲမိသားစုမဟုတ်တော့အဲ့တော့သူတို့လည်းစီအောင်လို့ကိုယ်လည်းပြန်စီအောင်ပြီးပြောအောင်သူတို့လည်းစကားလီစင်ကျွန်တော်လည်းပြန်လီစေရတော့နော်အရင်တော့လည်းမခင်ခဲ့တော့နောင်လည်းမခင်ကျင်တော့ဘူးဆိုစိတ်ဓာတ်မျိုးတွေကတော့ဖြစ်လာပြီအဲ့တော့ဒါပေမဲ့ကျွန်တော်ဒေါသကို live တစ်ခုနဲ့ဖြေပြောလိုက်ဒေါသကို live တစ်ခုနဲ့ခြေဖြတ်လိုက်ပြီးတာနဲ့ကျွန်တော်တို့အစကိုတိတ်ခွေတွေလို့ပေါ့နော်အဆုံးသွားပြီဆိုရင်အခုခင်ဗျားတို့ internet မှာနော်ဟိုလေးတွေ video clip တွေကြည့်ဆုံးရင်အစပြန်ရောက်တယ်အခုလည်းအဲ့လိုပေါ့ကျွန်တော်တို့တလန်းဆုံးသွားပြီ NUG နဲ့ပတ်သက်လို့ဒီနေ့သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်လို့ကျွန်တော်အဆုံးထိတလန်းဆုံးသွားပြီ
အစပြန်သွားကြတာနော်လက်မခွဲနဲ့ပြန်ပြီးတော့အစပြန်သွားမယ်နော်ပြုတ်ပြင်မယ်ပြောင်းလဲမယ်မကြိုက်ရင်ဆဲမယ်နော်ဆဲတော့ကိုယ်တတ်တော့လေတေပေါ့ဗျာပြုတ်သူဟိုကန်ဆိုတာနော်ဟိုပြုတ်သူကန်ကိုထန်တာဟိုကသူများသွားစော်ကသူများမကြိုက်တော့တတ်ပါမတတ်နိုင်ဘူးကျွန်တော်တို့ကထောင်းပြန်တန်းလည်းမရှိဘူးစောက်ပြုတ်လည်းမဆိုင်ဘူးအဲ့တော့အရေးကြီးတာပြောမယ်ဒီနေ့ကစပြီးတော့ချွေပြေးတရားဟောပြီးတော့မလုပ်ကြပါနဲ့နော်ဟိုမလုပ်ကြပါနဲ့မလုပ်တော့နော်ဟိုနေ့ကအထိကျွန်တော်ငကားကိုဘယ်လိုမြင်လဲငကားကိုဘယ်လိုမြင်လဲဆိုတော့ဒီလိုမြင်ပါတယ်ဘယ်လိုမြင်ပါတယ်မဖြေဘူးဘာလို့လဲမှားတော့ရင်လူတို့အတွက်နာကျင်ရမှာဆိုလို့မဖြေပါဘူးလို့ပဲပြောတယ်အခုတော့ကြိုင်ပြီနော်မကြိုက်ဘူးဒီတော့မေဖြေရင်လို့ဒီလိုနဲ့ပြီးတော့အဲ့လိုမျိုးနဲ့ရွေးကုန်သိခောက်လဲသွားမြင်ပြောဖြစ်စီမနဲ့ကိုကျော်နာကျွန်တော်တို့တွေအာမနာဘာရောနဲ့ကြာကိုမင်းနော်ကြီးကအစိုးရကိုပြတ်ခဲ့ဒါဘယ်လိုမှန်းတာကြီးကိုကာတဲ့ကြီးကအစိုးရအိမ်မှာစပြီးစပွန်ဆာတန်းလွင်စူရီယာကြိုက်လို့မှတ်ထားလိုက်တော့ဒီလိုတချို့လည်းခွေးလောက်မှအတီးတရားမရှိတော့လှုပ်ချင်တာလှုပ်တော့နော်အဲ့လိုပဲထားလိုက်ပါကြာပြီနော်ကြာပြီတို့အရင်နဲ့ကောခင်ဗျားတို့ပြည့်ညတ်သွားတက်ပါလေနုကြည်ဆိုရလို့တော်ခေါ်တာလေနုကြည်လို့ဂျီတို့အတန်ထွက်မှာနုကြည်နဲ့တော်လုံးကြတာလေအခုတော့ဂျီကဖြစ်သွားရှွန်ရည်ကိုရုပ်ကိုကြည့်ပြီးတော့ရှွန်တယ်ခင်ဗျားတို့မပြောနဲ့ရှွန်ရည်အဲ့တော့ခင်ဗျားတို့လည်း live နဲ့နိုင်ပါနော်ကျွန်တော်ကသူများလို့အနှစ်သာရပါတော့ပြေဝတော့စကားတွေမပြောတော့ဘူးတစ်ကျွန်တော်ပညာအရင်ကြီးမတက်ဘူးနော်သေတာရှင်းတာလို့ပဲပေါ့နော်တာမန်ပွဲပဲရကျွန်တော်စကားတွေနားထောင်လို့ခင်ဗျားတို့အရင်ကြီးအကျိုးရှိမှာပေါ့ကျွန်တော်ပေါက်ပွဲတယ်ဆဲတယ်ဆိုတယ်ပတ်စံတောင်းနေတာပဲအဲ့ဒါကြောသက်လင်းမယ်နော်မကြိုက်တဲ့ကောင်တွေကျွန်တော်ဒီဒါလေးကို short လေးဖြတ်ပြီးတော့ကျွမ်းလိုက်ရတယ်ကြောသက်လင်းဒီပညာလည်းထူးချွန်တဲ့တက်တဲ့ကောင်မဟုတ်ဘူးနော်ယာရုလည်းကြီးတဲ့ကောင်မဟုတ်ဘူးနော်ဆဲတယ်ဆိုရယ်နော်မိုက်ရိုင်းတယ်ပြီးတာနဲ့ပတ်စံတောင်းတယ်နော်ဒါမျိုးပဲလောက်တဲ့ကောင်အဲ့ကောင် live မှာခင်ဗျားတို့ရှိနေတာကွာခင်ဗျားနဲ့ကျွန်တော်နဲ့နော်တိတ်မကွာဘူးပေါ့ပညာတဲ့ကြီးတွေကတော့ခင်ဗျားကိုမေးတာမရှိပါဘူးဟုတ်တယ်နော်အဲ့တော့ကျွန်တော်ပေါက်ကွဲတယ်လေလျှော့ကြတယ်ဒေါသထွက်တယ်အခုဆိုကျွန်တော်တော်ကောင်းပေါ့သွားနော်ဆိုဘယ်ကောင်ဆဲပြီးဘာလို့လို့တော့မှမသိဒေါသထွက်အဲ့တော့မိုးရတော့ရေခမ်းပေါ့ပွဲလန်းတော့ဖြာခင်းပေါ့အဲ့တော့သူတို့တော့မှအစိုးရကြီးတော့မှ 6.5K တို့ 7K တို့ရှိရတယ်ကျွန်တော်လည်းအခုတခါမှမဖြစ်ဘူး 1.5K တွေ 4K တွေဖြစ်သွားတယ်ကတန်ပြန်ရှင်းလင်းပွဲသတင်းစာတန်မပေါ့သတင်းစာပြန်ရှင်းလင်းပွဲသတင်းစာရှင်းလင်းပွဲပြန်ရှင်းလင်းပွဲလုပ်ရအဲ့တော့အရေးကြီးတာနော်ကျွန်တော်ကထင်လိုက်တာဦးလေးတက်ပါဒါဆိုရင်ဘယ်လိုဖြေမလဲပေါ့နော်ဒါဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ဖြေမလို့အခုခင်ဗျားတို့လည်းပေါက်ပဲပြီးရေးကြတော့ကျွန်တော်လည်းအခုအဲ့လိုပဲပြောရတော့နော်ရောင်းဖိုင်နောက်ကိုနူဂျီလို့ခေါ်ကြပါစောစီဝေးတာတော့ရှင်းပြီနော်ကျွန်တော်အဲ့တော့နောက်ဆုံးအချုပ်ပြောပါမယ်အစိုးရဆိုတာကျွန်တော်သိသလောက်နဲ့နော်ကျွန်တော်သိသလောက်တက်သလောက်မညံလေးနဲ့ပြောပါမယ်နော်အစိုးရဆိုတာနော်ရန်သူကိုနေလို့မီးလို့ရန်နော်ပြည်သူကိုရှေလို့လာလို့နော်အဲ့တော့ချင်းမြမြောက်စားလိုက်သူချင်းမြမြောက်စားရတယ်နော်ပြီးပြုတ်တဲ့nàoပြုတ်ရတယ်ပြင်တဲ့nàoပြင်ရတယ်နော်အဲ့လိုမျိုးတွေလုပ်ရတာလေအဲ့တော့ဘလို့ဖြစ်လို့ကျွန်တော်တို့အစိုးရနော်ဒီလိုဖြစ်လဲကျွန်တော်မသိဘူးအဲ့တော့မှန်တော့ဒီတက်ပြင်းထန်တဲ့ live ကျွန်တော်သူများနေရာမှာအခန်းထဲရောက်တယ်လို့ကျွန်တော်နော်ဘေးလူတွေနဲ့မလို့ live ကိုတလောက်နဲ့ပဲကျွန်တော်တို့ပိတ်မယ်အရေးကြီးတာကကျွန်တော်တို့ကိုဘာလုပ်ရမလဲဆိုတော့တွေ့ဘယ်သူမှအာမကိုနဲ့တော့ဒီနေ့ကစတယ်တယောက်တိုင်းဒီတွဲတိုင်းမှာခေါင်းလွဲရှိတယ်ဆိုတဲ့စကားကိုလွဲသုံးစားမလုပ်ဖဲနဲ့ဒီနေ့ကစပြီးအတ္တာဟိအတ္တနောနာထောကြပါနော်အတ္တာဟိအတ္တနောနာထောကြပါကျွန်တော်ရဲ့မူတိုင်းအားဆဲကြတယ်
လေးတွေဘေးနာလူတွေအားနာလို့ကျွန်တော်မစိတ်ဘူးဒီနေ့ကစပြီးကိုတိုင်းတော်တဲ့မှန်ကန်ဖြောက်မှတ်အောင်နေကြပါပြီးရင်ကိုတိုင်းရဲဘော်တွေအတွက်အားကိုးရတဲ့သူဖြစ်အောင်ကြိုးစားပါကိုယ့်ရဲ့အသွားအလာအပေါက်စားအပျော်ပေါင်းသူများဝေဖန်ပခန်းအောင်အတက်နိုင်ဆုံးကြစ်လက်အောင်နေပါအတုံးဖြုံးလျှော့ပါတိုက်ပွဲကို9နှစ်ကျော်သွားတဲ့တိုက်ပွဲကိုအပြီးအပြတ်အနိုင်နော်တစ်နှစ်ထဲမှာညီညာကုန်းကြီးရှုံးကြလေဆိုတဲ့အတိုင်းနေ့တိုင်းကျွန်တော်တို့ပြောကြမယ်ဆိုကြမယ်ထိတွေ့ကြမယ်ရှာကြမယ်ဖွေကြမယ်နော်ဘယ်မှာလာဘယ်ဖာလာမှာကျွန်တော်တို့အာမကိုတော့ဘူးနော်အစိုးရရှိနေကုညီမယ်နော်ဘာမှတော့သွားပြီးတော့မပုတ်ခတ်တော့ဘူးမစော်ကတော့အရေးချက်ကျွန်တော်တို့အပြင်းထန်ရှုံးကြမယ်ဒီစကားကဒီမှာလည်းမရက်နဲ့ live ပြီးသွားလည်းမရက်နဲ့ကျွန်တော်တို့တူသွားကြမယ်နော်အဲ့တော့9000မှရတဲ့ဝင်ကြီးတွေအဲ့တော့အရေးကြီးတာနော်ကျွန်တော်တို့ဘာကောင်းမှမဟုတ်ဘူးဆိုတော့ကြော်သက်လင်းကိုဆဲလို့လည်းရတယ်ကျွန်တော်လည်းပြန်ဆဲမှာရှုံချလို့လည်းရတယ်နော်မင်းတက်လို့ပါလားတော့စကားတွေလွယ်လွယ်မပြောနဲ့နော်တနေ့အစိုးရလုံနီးနေတရီတို့ဘာတွေတော့ရေးပြလို့ရတယ်နော်အဲ့ဒါတော့ကြောင်တောင်ပြောတာပေါ့အဲ့တော့အရေးကြီးတာ live ကကျွန်တော်တို့တန်ဖိုးမဲ့သွားလိမ့်မယ်အကြအိကြီးဆိုခင်ဗျားတို့မှလည်းအချိန်ကြီးရှိတယ်နော်အဲ့တော့အရေးကြီးတာကျွန်တော်တို့အပြင်းထန်လုပ်ကြဘသူ့အမှအာမကူအောင်နော်နောက်ဆုံးပြည်သူတွေကပါကျွန်တော်တို့အားကိုးလာရအောင်နော်ဘယ်နေရာဘယ်ထိုင်အောင်မှလည်းမယူဘာပေးနော်တာဝန်တွေပဲယူကြနော်โอเคနော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရှင်တော်ပေါ့လာနော်မို့ဆိုကျွန်တော်ပေမတက်ခံစားလို့ပါနော်ကျွန်တော် emotion တအားများပါတယ်အဲ့ဒါကြောင့်လေတာပြမရပြီအိုးပြီးအိမ်ဖြစ်ကနေစပြီးတော်လည်းလောက်တာနော်ပြန်ဆောင်တော့ဖျားပေးတဲ့စုလို့နော်အဲ့တော့အရေးကြီးတာဒီကျွန်တော်တို့အတားကြီးအတနောနာထောကြမယ်နော်ဒီနေ့အစပြီးပြောတဲ့စကားတွေပြက်သားပြောကြမယ်နော်နာကျင်အပြစ်မြင်ကဝမ်းနဲ့မတူဟုတ်တိုင်းဆိုရင်စုံမတတ်သူဆရာဟူလို့တဲ့ဆရာမဟုတ်တဲ့ကိုအချင်းချင်းကိုနာကျင်ဖြစ်ပါစေအပြစ်မြင်ဝမ်းထဲမှာမတူဘဲနဲ့ဟုတ်တိုင်းဆိုကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်စံတော့မပြေဘူးပြောစိတ်ထဲ